မင်္ဂလာပါဆရာနောက်တစ်ခေါက်ပြန်တွေ့ရတာဝမ်းသာတယ်ပြောရမယ့်ခေါင်းစဉ်ကတော့ခရိယန်များလုံးဝမင်းနေသောဥပုပ်နေ့အကြောင်းကိုကျွန်တော်တို့ပြောကြသွားမှာဖြစ်တယ်ကျမ်းစာထဲမှာကျတော့ဖခင်ကဥပုပ်နေ့ကိုပေးထားတယ်ဒါပေမဲ့အခုလောကမှာကျွန်တော်ပြန်ကြည့်ကြမှာခရိယန်တွေအများစုကဒီစနေနေ့ဥပုပ်နေ့ကိုမစောင့်ဘဲနဲ့တနင်္ဂနွေနေ့ဥပုပ်ကိုရှင်ပြန်ထမြောက်ရနေ့ကိုစောင့်နေတာတွေ့ရတယ်ဒီစနေနေ့ဥပုပ်ဆိုတာကျွန်တော်စောင့်ထင်းစရာမလိုတော့ဘူးလားအဲ့ဒါနဲ့ပတ်သက်ပြီးတော့မေကွန်း14ခုကျွန်တော်မေးသွားမှာဖြစ်တယ်နော်မေကွန်းနံပါတ်1ကတော့ဖျားသခင်က9ရက်မြောက်နေ့ဥပုပ်နေ့ကိုဘာလို့ထားရှိတာလဲဥပုပ်နေ့နဲ့အခြားနေ့တွေကဘာကွာခြားလဲဘာထူးလို့လဲအဲ့ဒါဆရာနည်းနည်းပြောပြပါဦးဥပုပ်နေ့ကဖန်ဆင်းခြင်း6ရက်ပြီးတော့9ရက်မြောက်နေ့မှာဘုရားသခင်ကတန်ရှင်းတဲ့နေ့အဖြစ်တစ်နေ့ထားရှိတယ်ဆိုတာအကြောင်းရှိ။ဘာလို့ဆိုတော့ကျွန်တော်တို့ chemistry မှာသင်ရတယ်ဆိုလို့ရှိရင်အတန်ပေါင်းစုစုပေါင်း138ခုရှိတယ်။ပထမအဆုံးအတန်က hydrogen လို့ခေါ်တယ်။အဲ့ hydrogen မှာ proton တစ်လုံး electron တစ်လုံးနဲ့ neutron တစ်လုံးဆိုတာရှိတယ်။အဲ့ hydrogen တစ်ခုနဲ့တစ်ခုပေါင်းသွားတဲ့အခါမှာ proton 2လုံး neutron 2လုံးနဲ့ electron 2လုံးဖြစ်တဲ့ helium ဖြစ်သွားတယ်။အဲ့လိုမျိုး helium နဲ့ hydrogen နဲ့ထပ်ပေါင်းတဲ့ helium နဲ့ helium ချင်းပေါင်းတယ်။ပေါင်းရင်နဲ့မှာနောက်ဆုံး118ခုဖြစ်တဲ့ proton 118 neutron 118 electron 118ဆိုတဲ့အတန်ဖြစ်သွားတယ်။အဲ့လိုမျိုးဖြစ်သွားတဲ့ဖြစ်စဉ်ကိုဘုရားသခင်ကအစနစ်တကျသူကဘယ်နေ့ကနေစဖန်ဆိုတော့ပထမနေ့ကနေစဖန်ဆင်းတယ်ပထမနေ့မှာ hydrogen အတန်အချင်းချင်းဖန်ဆင်းပေါင်းခိုင်းလိုက်တယ်နှစ်ခုပေါင်းဆက်လိုက်တဲ့အခါမှာ helium ဖြစ်လာအဲ့ helium ဖြစ်လာတဲ့ဖြစ်စဉ်မှာဘာတွေထွက်လာလဲဆိုတော့အပူနဲ့အလင်းတွေထွက်လာအဲကြောင့်ဘုရားသခင်ပထမနေ့မှာအလင်းကိုဖန်ဆင်းတယ်လို့ခေါ်တယ်ညဦးနဲ့နက်တည်းတဲ့တရက်ဖြစ်တယ်ဆိုတဲ့အတိုင်းညဦးဆိုတာကညနေ6နာရီနောက်နေ့ညနေ6နာရီတရက်ဖြစ်တယ်အဲ့တော့ကဘာကြီးကဟုတ်တယ်ကဘာကြီးကညဘက်ကနေစခဲ့တယ်နေ့ဘက်ကနေစခဲ့တာမဟုတ်စကြဝဠာတစ်ခုလုံးမှာအမောင်ကြီးက95%ရှိတယ်အလင်းက4%ပဲရှိတယ်ခုန hydrogen အတန်အချင်းချင်းပေါင်းလိုက်လို့အလင်းဖြစ်တယ်ဆိုတာ3မိနစ်အတွင်းဖြစ်တယ်ဒါပေမဲ့စကြဝဠာမှာရှိတဲ့4%လုံးအလင်းဖြစ်ဖို့ဆိုလို့ရှိရင်24နာရီလိုရတယ်ကဲဟုတ်ပြီအဲ့ hydrogen အတန်နဲ့ပေါင်းဆက်လိုက်လို့ဖြစ်လာတဲ့ helium အားဖြင့်ဒုတိယနေ့မှာရှိတဲ့ရေတွေကိုလေတွေကိုဖန်ဆင်းခဲ့ဘယ်လိုဖန်ဆင်းလဲဆိုတော့ helium အချင်းချင်းပေါင်းဆက်ခိုင်းလိုက်တဲ့အခါမှာproton 3လုံး4လုံး5လုံး6လုံး9လုံး10လုံးအထိရှိလာတဲ့ကာဗွန်တို့ nitrogen နဲ့ oxygen တို့ဖြစ်လာတယ်ဖြစ်လာတဲ့အခါမှာကာဗွန်နဲ့ oxygen နဲ့ပေါင်းလိုက်လို့ရှိရင် carbon dioxide gas ရတယ် hydrogen နဲ့ oxygen နဲ့ပေါင်းလိုက်လို့ရှိရင် water ဆိုတဲ့ရေရတယ်အဲ့တော့မိုးကောင်းကင်မျက်နှာကျအောက်မှာရှိတဲ့ရေနဲ့မိုးကောင်းကင်မျက်နှာကျအပေါ်မှာရှိတဲ့လေဆိုတော့စုစုပေါင်းနှစ်ခုကြပါတယ်။ကဲအဲ့ဒါကကျတော့ဒုတိယနေ့တတိယနေ့မှာကျတော့ခုနက electron ရှစ်လုံးရှိတဲ့ oxygen နဲ့စပြီးတော့အကုန်လုံးထပ်ပေါင်းသွားတယ်။ပေါင်းလဲ118ခုရှိတဲ့အတန်တွေအကုန်လုံးဖြစ်သွားတယ်။မြေကြီးအောက်ထဲမှာရှိတဲ့ကြောက်မြေကြီးအလွှာအသီးသီးအကုန်လုံးဖြစ်လာတယ်။တစ်ပိတ်နေလည်းဖြစ်လာတယ်။ကဲဟုတ်ပြီတတိယနေ့မှာအကုန်ဖြစ်ပြီဆိုလို့ရှိရင်စတုတ္ထနေ့ပြေစမနေ့စတ္တပနေ့ဆိုတော့4ရက်5ရက်6ရက်မြောက်နေ့မှာလည်းဘုရားသခင်4ရက်မြောက်နေ့မှာနေတွေလာတွေအဲ့အတန်တွေကနေပဲဆက်ပြီးတော့ဖွဲ့စည်းတယ်။နောက်တစ်ခုကတတိဆန်တွေရှေ့ထဲမှာနေတဲ့တတိဆန်တွေကိုကုန်းပေါ်မှာရှိတဲ့တတိဆန်တွေကိုအဲ့ဒါတွေနဲ့အကုန်လုံးဘုရားသခင်ဆက်ပြီးဖွဲ့စည်းတယ်ဆိုပေမဲ့6ရက်နေ့ပြီးသွားတဲ့အခါမှာအတန်တွေက6ရက်စတိုင်လုံးတစ်ခုနဲ့တစ်ခုပူးပေါင်းပြီးတော့ဓာတ်တွေပြုတ်ပြီးတော့ဖြစ်လာတဲ့အတွက်ကြောင့်မလို့တည်ငြိမ်မှုမရှိသေးဘူး။အဲကြောင့်တည်ငြိမ်မှုမရှိလဲဆိုလို့ရှိရင်တကယ်တော့ proton ရဲ့ neutron electron ဆိုတာအတန်တစ်လုံးမှာတူညီအရေးအတွက်ရှိရမှာ6ရက်မြောက်နေ့အထိသူတို့ဓာတ်ပြုတ်ပြီးတဲ့အခါမှာအချို့သောအတန်တွေက neutron တွေများနေအချို့သောအတန်တွေက proton တွေများနေအချို့သောအတန်တွေက electron တွေများနေတဲ့အခါကျတော့ဘုရားသခင်9ရက်မြောက်နေ့မှာကဲများနေတဲ့ဟာတွေကိုပြန်လဲပြီးတော့ပြန်ငြိမ်သွားအောင်ပြန်လဲပြီးတော့ထုတ်နှုတ်လို့ရအောင်ဆိုတော့နေ့တစ်နေ့အနားပေးလိုက်တာအဲကြောင့်ဆိုတော့ proton ကများနေတယ်ဆိုရင် proton ကနေ neutron ပြောင်းသွားမယ် neutron ကနေများနေဆိုရင် neutron ကနေ proton ပြောင်းသွားမယ် electron တွေများနေမယ်ဆိုလို့ရှိရင် electron တွေထုတ်လိုက်ရမယ်အဲ့လိုမျိုးပြောင်းလိုက်တဲ့အမှုထုတ်လိုက်တဲ့အမှုမှာဘာတွေထွက်လာဆိုအလင်း line တွေထွက်လာ radiation လို့ခေါ်တယ် alpha radiation beta radiation gamma radiation လို့ခေါ်တယ်အဲကြောင့်9ရက်မြောက်နေ့တတမနေ့ဆိုတာ radiation လို့ခေါ်တဲ့ atom ရဲ့မတည်ငြိမ်တဲ့အရာတွေကိုပြန်ပြီးတည်ငြိမ်သွားအောင်ထားရှိတဲ့နေ့တစ်နေ့ဖြစ်တဲ့အတွက်ကြောင့်တခြားနေ့တွေထက်သူကထူးခြားတယ်အဲကြောင့်အဲ့နေ့ကိုဘုရားသခင်အာရန်နဲ့အေးဝါလဲစောင့်ထိန်စေခြင်းအပြင်သူတို့6ရက်ပတ်လုံးမှာခန္ဓာကိုယ်မှာရှိတဲ့ cell တွေစကြဝဠာမှာရှိတဲ့ဒီ molecule တွေမတည်မငြိမ်မှုဘုရားသခင်ပြန်လဲတည်ငြိမ်အောင်ထားဒါတော့မှအပြစ်တရားမဝင်ခင်ထားတာအပြစ်တရားဝင်ပြီးသွားတဲ့အခါမှာအပြင်ရဲ့အတီအာရန်နဲ့အေးဝါနဲ့စားလိုက်ပြီးတော့မြေကြီးကကျဉ်ချင်းခံတဲ့အခါမှာသူတို့အပါဝင်မြေကြီးအကုန်လုံးကငလင်းတွေလောက်တဲ့မှုန်တိုင်းတွေဖြစ်လာတယ်ပြီးတော့ခန္ဓာကိုယ်မှာဆိုလို့ရှိရင်ဆဲတွေကရန်နေရတယ်ဖောက်ပြန်လာတယ်တည်တဲ့အဖြစ်ကိုရောက်လာအဲ့လိုမတည်မငြိမ်တဲ့အဖြစ်တွေရှိတယ်ဆိုလို့ရှိရင်ဒါဥပုံနဲ့ပိုစောင့်ထိန်စင်တဲ့ညီနေနေဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဘုရားသခင်အာရန်နဲ့မွေးလာတဲ့အခက်အဆက်လူတိုင်းဘာစောင့်ထိန်လဲဆိုဥပုံနဲ့စောင့်ထိန်ကိုင်းရတဲ့အကြောင်းရင်းဒီအဲ့ဒါကိုစောင့်ထိန်လိုက်ခြင်းအပြင်ငါတို့ရဲ့ဘုရားသခင်ကအားလုံးဖန်ဆင်းနေတဲ့ဘုရားဖြစ်တယ်။မတည်ငြိမ်တဲ့အရာတွေကိုပြန်ပြီးတည်ငြိမ်အောင်လုပ်ပေးနိုင်တဲ့ဘုရားဖြစ်တယ်ဆိုတော့ဘုရားသခင်ကိုအတိမတ်ပြုရကြတယ်။ငါတို့ကိုပြန်လဲပြီးတော့ဖောက်ပြန်သွားတဲ့အရာတွေကဲတင်ချင်းစီမံကိန်းပေးပြီးတော့ပြန်လဲပြီးတော့ဖန်ဆင်းပေးနိုင်တယ်ဆိုတော့ဘုရားသခင်ဖြစ်တယ် reborn again ပေါ့ regenerate again ဆိုတာပြန်လုပ်ပေးနိုင်နောက်ဆုံးကောင်းကင်နိုင်ငံတီးတဲ့အခါကျလို့ရှိရင်လည်းလာဇန်နေ့ဥပုံနေ့တိုင်းကျွန်တော်တို့ဘုရားသခင်ကိုတွားပြီးတော့ဝတ်ပြုရမယ်ဆိုတော့ဟေရှား66မှာပါတယ်အဲကြောင့်မို့ဥပုံနေ့ဒီကဘာဦးကနေစတော့ကောင်းကင်နိုင်ငံရောက်တဲ့အထိအစစ်မပြတ်မျိုးစင်ဆက်အတိုင်းစောင့်ထိန်ရမယ်ဘုရားသခင်ရဲ့ကဲတင်ချင်းစီမံကိန်းနဲ့ဆိုင်တဲ့နေ့တစ်နေ့ဖြစ်လို့ဒီနေ့ကစောင့်ထိန်ဖို့လိုအပ်ပါတယ်ဆရာပြန်လဲပြုပြင်တယ်ပြင်ဆင်တဲ့နေ့ပဲเนาะကျွန်တော်တို့အတွက်အရန်ကောင်းတဲ့နေ့ပါเนาะဒီနေ့เนาะဆိုတော့ဆရာသိပ္ပံနဲ့ရှင်းသွားတာတော်တော်ကောင်းတယ်နားလည်ရဖို့တော့တော်တော်ခက်တယ်ဒီတစ်ခုကတော့ခက်တယ်ဒါပေမဲ့တော့တော်တော်လေ့လာယူရမယ်ပေါ့เนาะယေရှုအများကြီးတင်တယ်